မင်္ဂလာပါရှင်အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့ဝိုင်းမော်မြို့နယ်အတွင်းကစစ်ဆောင်ပြည်သူများနေရက်ပြန်ရန်စီစဉ်နေတဲ့သတင်းနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ကျွန်မအန်ကုမ်ဂျာစင်ပါရှင်မြစ်နာဗမော်ကားလန်တလျှောက်မှာရှိတဲ့ဝိုင်းမော်မြို့နယ်အတွင်းစစ်ပေးရှောင်ပြည်သူတွေဟာမိမိတို့နေရက်ပြန်ရန်စီစဉ်ဆောင်ရွက်နေကြောင်းသိရပါတယ်။စစ်ရှောင်စခန်းများအတွင်းစားနပ်ရိက္ခာထောက်ပံ့ပေးတဲ့ NGO အဖွဲ့အစည်းများလည်းတဖြည်းဖြည်းရုတ်သိမ်းလာကြပြီးကုန်စည်နှုန်းများလည်းတစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာတာကြောင့်အသက်ဆက်ဖို့များစွာအခက်အခဲရှိလာတာကြောင့်နေရက်ပြန်ဖို့ဆုံးဖြတ်ပြီးစီစဉ်နေတာဖြစ်ကြောင်းနေရက်ပြန်ရန်စီစဉ်နေတဲ့စစ်ရှောင်ပြည်သူတွေကပြောပါတယ်။စစ်ဆောင်ပြည်သူများဟာနေရက်ပြန်နိုင်ဖို့ဝိုင်းမော်မြို့နယ်အတွင်းကဘာသာရေးအသင်းအဖွဲ့တစ်ခုဖြစ်တဲ့စမဇုံနယ်ကချင်နှစ်ချင်းခရီးယာအဖွဲ့ချုပ်ကိုလည်းနေရက်ပြန်ရန်သက်ဆိုင်ရာကိုအကြောင်းကြားညှိနှိုင်းဆောင်ရွက်ပေးရန်တောင်းဆိုကြပြီးစမဇုံနယ်နှစ်ချင်းခရီးယာအဖွဲ့ချုပ်မှလည်းသက်ဆိုင်ရာနဲ့ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်းတာဝန်ရှိသူများမှသိရပါတယ်မြစ်နာဗမော်ကားလန်တလျှောက်မှာရှိတဲ့စစ်ဆောင်ပြည်သူတွေဟာကဲဝေါ်ဆိုရထိန်းချုပ်နေမည်ဖြစ်တဲ့တရုတ်ပြည်နယ်ဇက်ဘက်ရှိစစ်ဆောင်စခန်းတွေမှာခေါ်လုံနေကြတာဖြစ်ပါတယ်စစ်ဆောင်ပြည်သူတို့ကတော့မိမိနေရဒေသရှိမိမိလေယာမြေများဆုံးရှုံးသွားမှာကိုစိုးရိမ်နေပြီးနိုင်ငံရေးအခြေအနေတွေမတည်ငြိမ်မှုကြောင့်ပြန်လည်ထွက်ပြေးသိမ်းရှောင်ရမှာကိုလည်းစိုးရိမ်နေကြပါတယ်ဒါပေမဲ့စစ်ဆောင်ပြည်သူများစုကတော့စစ်ဆောင်စကားမှာမျောလင့်ချက်မဲ့တဲ့ဘဝနဲ့အသက်ရှင်ရတာချက်မိမိနေရဒေတာကိုပြန်လည်လောက်ကင်စားတော့ပြီးနေလို့ကြောင်းကိုလည်းစစ်ဆောင်ပြည်သူတွေမှသိရပါတယ်ရှင်တနိုင်းဒေတာရှိစစ်ဆောင်ပြည်သူများစခန်းကော်မတီများနဲ့ဘုံတော်ကြီးများအော်ဂိုလာ26ရက်နေ့ကစစ်ဘေးရှောင်ပြည်သူများအရေးနဲ့ပတ်သက်ပြီးတနိုင်းအာစီကက်မှာတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပါတယ်တွေ့ဆုံဆွေးနွေးမှုတွင်လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများကြောင့်အခက်အခဲပြဿနာမျိုးမျိုးတွေ့ကြုံနေရတဲ့စစ်ဆောင်ပြည်သူများအနေနဲ့စိုက်ပျိုးမွေးမြူရေးကိုအဓိကဦးစားပေးလုပ်ကင်စားတော့ဖို့နဲ့မိမိတက်ကြွတဲ့လက်မှုပညာအသက်ပညာများဖြင့်လုပ်ကင်စားတော့ဖို့ရန်ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့တနိုင်းဒေတာရှိစစ်ဆောင်စခန်းတာဝန်ခံဆရာဂျော့ဆက်မဖောင်နိုတောင်ကဆိုပါတယ်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ကုန်စည်နှုန်းများတက်နေတော့လဲတစ်ဖက်မှာစစ်ဆောင်ပြည်သူများအတွက်ကုညီထောက်ပံ့တာတွေညှို့နှင်းလာတာကြောင့်စစ်ဆောင်တွေအခက်အခဲပြဿနာတွေရှိလာတဲ့အတွက်စစ်ဆောင်များစာဝတ်နေရေးဖူလုံစေဖို့အတွက်တွေ့ဆုံဆွေးနွေးမှုတွေလုပ်ကြတာဖြစ်တယ်လို့လည်းဆရာကပြောပါတယ်။တနိုင်းဒေတာတွင် KBC Camp, RC Camp နဲ့ COC Camp စခန်း3ခုရှိပြီးစစ်ဘေးရှောင်အိမ်ထောင်စုပေါင်း600ကျော်နေထိုင်လက်ရှိကြောင်းလည်းသိရပါတယ်။ဇိုင်ဝစာပေနှင့်ရိုးရာယဉ်ကျေးမှုဝါဇာဝါမှာဦးဆောင်ပြီးပထမဦးဆုံးအခြေခံအခမဲ့ကွန်ပျူတာသင်တန်းဆင်းပွဲခန်းနာကိုဩဂုတ်လ25ရက်နေ့စာပေနှင့်ရိုးရာယဉ်ကျေးမှုရုံးမှပြုလုပ်ကြောင်းသိရပါတယ်။ဝါဇာဝါမှာပထမဦးဆုံးအခမဲ့ကွန်ပျူတာသင်တန်းပေးတာဟာကျောင်းမတက်တော့တဲ့ကချင်လူငယ်များကိုအဓိကအလုံလက်မဲ့ဖြစ်နေတဲ့လူငယ်များကိုရည်ရွယ်ပြီးသင်ပေးတာဖြစ်ကြောင်းဝါဇာဝါရုံးကပြောပါတယ်။တင်ဒန်းစင်ပွဲခန်းနာမှာဇိုင်ဝစာပေနဲ့ရိုးရာယဉ်ကျေးမှုကောင်းဆောင်များ EC အဖွဲ့ဝင်များအတွင်းရေးမှူးများကော်မတီဝင်များတင်ဒန်းစင်ကျောင်းသူကျောင်းသား9ယောက်နဲ့တင်ဒန်းစင်အခမ်းအနားပြုလုပ်ခဲ့ပါတယ်။ကွန်ပျူတာတင်ဒန်းကိုဩဂုတ်လ10ရက်နေ့မှစတင်တင်ကြားပေးပြီး25ရက်နေ့မှာတင်ဒန်းစင်လက်မှတ်ပေးရကြောင်းလည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြင့်သတင်းတင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။